စုံမပြဿနာနဲ့စီအချက်တဲစားရရတယ်လန်ခရူဇာနဲ့အကန်အောင်သွားမှာပါခုအချိန်အစနာကြီးနဲ့28ရစီကအပြည့်ထည့်ထားတယ်ပုံမှန်ဆိုရင်တော့မသွားပြပါဘူးဒါပေမဲ့ဒီနေ့ကမနူအဖေအားကြည့်တင်ပွဲကိုလှမ်းဖိတ်တဲ့အတွက်အဲ့ဒါသွားရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကကြားထားတာတော့တိုင်းချာတစ်ခါစီထည့်လို့ရတယ်လို့ပြောတယ်အဲ့တော့ကျွန်တော်တို့ကပဲခူးတိုင်းရင်မန္တလေးတိုင်းရင်သွားမှာဆိုတော့ပဲခူးတိုင်းမှာတစ်ခါမန္တလေးတိုင်းမှာတစ်ခါပဲစီထည့်လို့ရမှာထင်တာပဲအဲ့တော့ပဲခူးတိုင်းက115မိနစ်မှာထည့်မလားမိုင်းနေရာမှာထည့်ရမလား sorry ပဲခူးတိုင်းက115မိနစ်မှာထည့်ပြီးရင်မန္တလေးတိုင်းက200မှာထည့်ရမလား285မှာထည့်ရမလားမသိသေးဘူးဗျဘဝမှာရစီကန်းနန်းစီကန်းအခုတစ်ခါတော့တစ်ခါမှမလိုက်နိုင်ဘူးနောက်ပြီးတော့စီကိတ်ကြည့်ပြီးကားမောင်းမယ်လို့တစ်ခါမှမတွေ့ဘူးအခုတော့25မိုင်တော့ရောက်လာပြီကျွန်တော်86မိုင်ရောက်ပါပြီ86မိုင်ရောက်တော့စီအခြေအနေကဒီလိုရှိပါသေးတယ်မကြောက်တရားမှရတယ်ပြောင်းညရှင်းတခါရတော့ရှိတော့မိုင်းတရားကြော်သွားပြီအဲ့မေးလိုက်မယ်မဟုတ်တယ်မတော့တိုင်းသားဖြစ်နေတယ်ကျွန်တော်တို့ကအခု115မိုင်ရောက်လာပြီအဲ့ဒါတိုင်းသားထည့်ရတာလားစီဇန်မိုင်းတရားတွေ့ရင်တခါတကယ်ထည့်လို့ရတာလားအဲ့ဒါမေးလိုက်မယ်တေးကြရင်တော့စီထည့်လိုက်မယ်မတေးကြရင်185ရောက်မှထည့်မယ်ပြီးရင်ပကံရောက်မှာပကံဖုန်းကြီးကျောင်းမှာထည့်လို့ရရင်ထည့်လိုက်မယ်အပြန်ကို115မိုင်မှာပြန်ထည့်မှရန်ကုန်ပြန်လို့ရမှာ115မိုင်ပဲခူးတိုင်းနော်မိုင်200နဲ့285မန္တလေးတိုင်းဆိုတော့ဘယ်အတေးကြောင်တော့မေးကြည့်ရတိုက်စီကဘယ်လိုထည့်ရဝိတက်နဲ့ထည့်ရဝိတက်ထည့်ရတော့ဒီလိုလေမန္တလေးတိုင်းမှာအခုဒါ115မိုင်ပဲခူးတိုင်းကွာပြီးရင်မန္တလေးတိုင်းရောက်ရင်ထည့်လို့ရမှာဟုတ်ထည့်တယ်လေပြီးရင်မန္တလေးတိုင်းမိုင်200ပြီးရင်285မှာထည့်လို့ရလား285လည်းမန္တလေးတိုင်းပဲသူကတိုင်းတိုင်းပဲပေးရအဲ့ဒါမှမဟုတ်မိုင်းတရားကြာရင်တစ်ခါထည့်လို့ရတယ်မဟုတ်ဘူးမဟုတ်ဘူးအဲ့ဒါ express တွေပေးရဟော express တွေပေးဟုတ်ပြီဒါဆိုလို့ရှိရင်အခုဒါငါတို့ကအခုစီထည့်သွားမယ်ကောပကံသွားမှာတပတ်ခါကြာရင်ပြန်လာတပတ်ခါဒီမှာပြန်ထည့်လို့ရသေးလားမရတော့သူကလီတာကုန်တော့မရတော့လီတာကုန်မရတော့သူကလီတာလည်းကန့်တယ်နောက်ကြတော့သုံးမလည်းခွဲတယ်ဟိုနှစ်ကြိမ်ပြည့်နေမရဘူးနှစ်ကြိမ်ပြည့်နေမရကန့်နာတာရအများအာစီတို့ကစီဘလို့မှမလောက်ဘူးဟုတ်တယ်မလောက်ဘူးလေအခုဝိလက်ကြီးတော့ဖတ်ကြပါအခုဒီမှာကတော့ငါတော့ဆုံးကားပဲဒါပေမဲ့ဒီမှာတော့မထည့်ရသေးဘူးဘကိုးတိုင်းမှာလုံးဝမထည့်ရသေးဘူးအဲ့ဒါနဲ့လီတာ45လာမယ်အာစီတို့ပေးရဒီက45ရတယ်ပုံမှန်ဆို35ပဲပေးရပုံမှန်ကားလေးအာစီတို့က45ပေးရ45ပေးဟုတ်ပြီအဲ့ဆိုလို့ရှိရင်ငါတို့ဒီမှာမထည့်တော့ဆက်မောင်းသွားလိုက်မယ်ဟုတ်မန္တလေးတိုင်းမှာထည့်မယ်မန္တလေးမှာမထည့်နဲ့နေပြည်တော်မှာထည့်နေပြည်တော်မှာထည့်နေပြည်တော်မှာတစ်ခါရတယ်မန္တလေးမှာတစ်ခါရဟုတ်လေမန္တလေးမရောက်ငါပကံသွားမှာလေဟောမန္တလေးမရောက်ဘူးနော်မန္တလေးမှာအဲ့ဒါနေပြည်တော်နဲ့285မန္တလေးတိုင်းတစ်ခုလည်းမဟုတ်ဘူးလားဟုတ်ဘူးနေပြည်တော်တိုင်းလာမယ်နေပြည်တော်ကြောင့်တိုင်းဘယ်တိုင်းမှမဝင်ဘူးโอเคတိုင်းလည်းမဟုတ်ဘူးသူကမန္တလေးတိုင်းလည်းမဟုတ်ဘူးโอเคကိုအဲ့ဒါနေပြည်တော်တိုင်းဟောမန္တလေးတိုင်းအဲ့ဒါနှစ်ခါထည့်လို့ရတယ်โอเคဟုတ်ပြီကျေးဇူးပါအဲ့တော့ပြန်သားမှထည့်ပါဒီမှာပြန်ကြပါဒီဘုံမှထည့်ဟုတ်ပြီနော်ကျေးဇူးပါကျေးဇူးပါရှင်းသွားပြီနော်အားလုံးရှင်းသွားပြီနော်အခုဆွာချန်ဒရာရောက်လာပါပြီခုကျနေစီလုံးဝမထည့်သေးပါဘူးစစ်တိုင်းတော့ကြံပါသေးတယ်နေပြီးတော့နောက်ကန်လာပြီနော်285ပေါ့နော်အမိထီလာရောက်မှစီထည့်လိုက်ပါတယ်45လီတာရပါတယ်တန်ကုန်ပါပါနောက်လက်မှတ်ထိုးပြီးတော့နောက်ထပ်9000ကို10လီတာဝယ်လို့ရပါတယ်ဝယ်လိုက်တဲ့အချိန်မှာဒီမှာခုစီကိတ်ပြည့်ပြတ်သွားပါပြီခုကျွန်တော်တို့ပကံဆက်တော့ပါပါကျွန်တော်ကြောက်ပြောင်းရောက်တော့9နိုင်ကျော်ခါမိုက်လောက်နေတဲ့နှုံးနဲ့မတော်ဘူးပါဘူးအမကစီကိုချိန်ရတဲ့အတွက်စီရလောက်နေကုန်ပါနောက်ထပ်တနအီလောက်ကမောင်းမယ်ဆိုတော့လီတာ20လောက်ကုန်မယ်ခုတော့ကြောက်ပြောင်းပါကျွန်တော်ပကံကိုရောက်တာခေါက်30ဒေါ်လောက်ရှိပြီပထမ10ခေါက်လောက်ကလေတာဗျဘာလေဆိုတော့ဘယ်နေရာရောက်သွားမှဟိုမသိဘူးတကယ်ဆိုရင်ဟိုတယ်ဆောင်သွားတဲ့ခါဒီမီးပွားနေဘယ်ဘက်ကိုချိုးသွားလိုက်အဲ့ဟိုတယ်ဆောင်ဆိုတာတဲ့မှာအများကြီးပဲဗျဟိုတယ်အများကြီးပဲရှိတယ်ဒီဘက်လမ်းထဲမှာတဲနန်းသွားရင်ဒါဟိုပကံမျိုးတွေကိုရောက်တာပေါ့နော်ပြီးရင်အဲ့တဲနန်းဆက်သွားရင်
ပကံဈေးကိုရောက်မှာမနိဆန္ဒဈေးကိုရောက်တကယ်လည်းပြောတော့ပကံစက်ကေကြီးပဲအဲ့မနိဆန္ဒဈေးကဟိုးဘယ်ဘက်ကိုဆက်ပြီးမောင်းသွားလိုက်ရင်အဲ့ဒါမြို့တွေကိုပြောင်းတော့ရှေ့ကလမ်းစုံမှာဘယ်ဘက်ချိုးဝင်သွားလို့ရတယ်အဲ့ပေါ်မှာလည်းဟိုတယ်တွေအများကြီးရှိတယ်ဟိုတယ်အများကြီးရှိပါတယ်အဲ့ကျွန်တော်တို့ကဒီနေ့ပွဲသွားယူမှာဖြစ်တယ်တဲ့ရဆက်သွားလိုက်မှာဈေးကိုသွားတာပါဗျအဲ့ဈေးတွေကနေဟိုဘက်ကဘယ်ဘက်ချမ်းနေကြွေပြီးပြန်ဝင်သွားရင်လည်းအဲ့ပကံလေးကိုပြန်ဟုတ်သွားတာပါပဲမြို့အောင်ရှိရမြို့သစ်ရှိရပဲရှေ့မှာဈေးရောက်ပါစောင်းလိုက်ပြောတယ်မနီးဆန်လာဈေးလို့ပြောလိုက်မှလည်းမသိဘူးဈေးနဲ့များမနီးစီတူဖြစ်မှာဗျခုဒါကပကံမှာတစ်ခုလေးရှိတော့အဝိုင်းအဲ့ဒီအဝိုင်းကိုဝိုက်ပြီးတော့ဘယ်ဘက်ကနေပြန်ထွက်လာရင်ရွှေစည်းကုန်းပြသွားရဲ့လမ်းရှိမယ်ပြီးတော့ဟိုတယ်ဇုံဘက်ပြန်ထွက်တဲ့လမ်းကိုရောက်မယ်ဒီနေ့ပကံရောက်တာတော့စိတ်မကောင်းရတော့ကောင်းတယ်ဗျလမ်းนี่အကုန်လုံး6ကတ်ခိုင်းလို့ဒီနေရာတွေကကားမောင်းမှုအောင်တော်တော်ခက်ခဲရဲမောင်းတာခုတော့6ကတ်ခုမြင်တဲ့လမ်းကွဲကညာဘက်ကရွှေစည်းကောင်စီရောသွားတဲ့လမ်းမှာအဲရွှေစည်းကောင်သွားတဲ့လမ်းထိပ်မှာနုဝါဆိုတဲ့ဘူဖေးထမင်းရှိပါတယ်ဘူဖေးထမင်းကောင်းကောင်းစားကြရင်အဲထိပ်မှာရှိပါတယ်နောက်တစ်ကြိမ်ကျွန်တော်ပြပါမယ်ဒါရွှေစည်းကောင်ဘက်မဝင်မဲနဲ့ဆက်လာခဲ့တဲ့လမ်းဒီလမ်းအထိပ်ဆုံးပါလဲရွှေစည်းကောင်ဆောင်လမ်းရှိပါတယ်ဒီဆိုင်ကတော့ဒါရှမ်းစာတကယ်ရတယ်လာရွှေလာရောက်တဲ့ဆိုင်မှာဟိုညာစီရန်ရှိတဲ့လမ်းမှာဒါရွှေဒီကောင်ဆောင်နေမှာပဲခုဒီလမ်းတိုင်းဘယ်ဘက်ကဆက်ချိုးသွားရင်လည်းရပါတယ်အလူတော်ပြအကြောင်းပေးနဲ့ထွက်ပြီးဟိုဘက်လမ်းပေါ်ရောက်သွားတယ်ညာဘက်တန်းတန်းသွားမယ်ဆိုလို့ရှိရင်လည်းရပါတယ်အဲ့လမ်းပေါ်မှာပဲအကုန်လုံးရှိတာပါဒါစက်ကဲလို့ကျွန်တော်ပြောတယ်ဒီညာဘက်လမ်းတိုင်းစက်တိုက်ဆက်သွားလိုက်တောက်လျှောက်ဟိုဘက်ထိကိုပြန်ပေါက်ပါတယ်ဒါကဘကအလူတော်ပြအကြောင်းတိုက်ပါဟိုရဲဆိုရင်ဒီရွှေဓမ္မဆိုင်မှာထိုင်ကြနေရမရှိဘူးညစဉ်ခုတော့မြင်တဲ့အတိုင်းပဲကြားနေရတဲ့ဘုဒ္ဓကတည်းကနေကြောင်းပကံကတော့အတော်၆ကတ်တော့အမှန်ပဲဒါတောင်ပြီးရွာထိပ်ပါတောင်ပြီးရွာထိပ်ကဖုန်ကြီးတောင်းဒီ sound buffet လို့ဒီတဝိုင်းမှာဆိုလို့ရှိရင်လူတွေနည်းနည်းနောမဟုတ်ခုတော့တော်6ကပ်ဖြစ်နေတာပါဗျာဒီရှိကရွှေမြန်မာဆိုလို့ရှိရင်ရက်စီအနေရမရှိဘူးကိုလရှိမြင်ရပကံမျိုးပါမျိုးရိုးတကားတွေအားလုံးနဲ့ကနေတခုတည်းသောခြံခဲ့တဲ့တရဘာတကားပါတရဘာတကားကိုရောက်ပါပြီတပည့်တယောက်ကကျွန်တော် blog မှာလာပြီးပကံ blog လေးရိုက်ပေးပါဆိုလို့ဒါရိုက်ပေးနေတာဒါပကံနန်းတော်ရရှိမှုလက်ရပြန်လဲပြုပြင်ထားတဲ့ပကံနန်းတော်ရပါ
မှန်တကယ်ပကံနန်းတော့ပါအဲ့ဒါအကုန်ပြန်လဲတူးဖော်နေရမှာဒါခုဒီပကံနန်းတော့ရရှိရနေပြီးတော့ဖြတ်လာပြီးညာဘက်လမ်းလေးကွေ့သွားရင်အဲ့ဒါဘူးဖျားပါဘူးဖျားလေးစိတ်ပါကျွန်တော်တို့ဘယ်ဘက်လမ်းတိုင်းဆက်သွားပါမယ်ဒီမှာ Grobling ရှိပါတယ်ပြီးတော့တန်တဲဟိုတယ်လေးရှိပါတယ်ဒီလမ်းတဲ့ဆက်ထွက်သွားရင်ဒီဘက်ထိပ်ကပကံရင်ကျင်းမှုပြလိုက်ပါဒါပကံရင်ကျင်းမှုပြလိုက်ပါပကံရင်ကျင်းမှုပြတဲ့အရှိမနာရီလေးတွေလှူရတဲ့တာစုပန်တဲ့ဖျားရှိပါတယ်တာစုပန်တဲ့ဖျားပါဟိုးထဲထဲမှာမီးမလောင်ကြောင်းလည်းရှိပါတယ်ဓာတ်ပုံရလို့ရမ်းလာပါတယ်အခုကျွန်တော်ဒီမြို့ပတ်အောင်ကြော်လာရင်ညာဘက် channel မှာတိတိပစ္စယဟိုတယ်ရှိတယ်ရှစ်တဲ့ဆက်သွားရင်ဒါကမြင်းကဘာရက်ကိုရောက်မှာပါမြင်းကဘာရက်ကိုရောက်ရင်ကျွန်တော်တို့မနူဟာဖျားကိုရောက်ပါပြီဘေးဘက်လမ်းထဲကိုပြန်ဝင်သွားရင်ဘေးဘက်လမ်းကျိုးထဲကိုပြန်ဝင်သွားမယ်ဆိုရင်အဲအလူတော်ပြည့်ကျောင်းတိုက်ပြီးရလမ်းဟိုတယ်ဆောင်ဘက်ပြန်ထွက်တဲ့လမ်းကိုထွက်သွားပါလိမ့်မယ်အဲကျွန်တော်ပြောပါတယ်ပကံစကေကြီးလိုပါပဲလမ်းတွေကအခုဘေးဘက်ချမ်းဝင်သွားရင်ကမ္ဘာရင်ကျမှုမွေးနေဖြစ်တဲ့များစီဒီကျောင်းစာရှိတဲ့များစီဒီဖျားကိုရောက်ပါလိမ့်မယ်ခုကျွန်တော်ဒီလမ်းနဲ့ရှစ်ဆက်သွားပါမယ်ဒီထဲမှာတွလွတ်ရန်ကင်းဖျားဆိုရှိရဗျာဒေါက်တာဇော်ဝင်းနီလာတည်ထားခဲ့တဲ့ဖျားခုကျွန်တော်တို့တမိုင်းမနူဟာဘုရားကြီးကိုရောက်ပါပြီကျွန်တော်တို့တိုင်းသားဖိတ်ကိုလည်းအားကောင်းကောင်းနဲ့ပုတ်ကိုကျိုးထိန်မှာ2ယောက်တိုင်းသားဖိတ်လေးတစ်ခေါက်ဆိုပဲအခုရေးကြည့်ပါပဲခင်ဗျားလည်းသာသနာ့လို့ရှိတဲ့လို့မှာကျိုးကိုကျဲကြရပါမယ်ဘာသာတော်မျိုးစုံနဲ့ဘာသာတော်မျိုးစုံနဲ့ရွှေတော်ဘာမျိုးတော်ကိုတည်တယ်နဲ့ဝင်ဖို့မာကုရောဒီအချင်းမတုံနိုင်နေဘုရားနဲ့ဆောင်ကြရည်ရမဟာနမိတ်ကြအတိတ်ဘဝကဒါနပါဠိဆိုရည်တယ်အခုရင်ခေါ်ပါနဲ့မျိုးစုံတွေကျေးဇူးတင်ပါတော့ကုသိုလ်စိတ်နဲ့ချိုးလေးကိုကိုင်းတဲ့လက်ကစားလက်ဖြားမှာသရဏဂုံတရားနဲ့ကုသိုလ်စိတ်ကိုသင်ထားပါနော်ဘုဒ္ဓဘုရားအမျိုးစုံတွေ့တာကြာခမေပါညာရှိယေရှုကိုချက်တည်း
ဒါပြောရရင်တော့အဲ့မြောင်နေတဲ့ပကံပါမြင်တဲ့အတိုင်းပဲကျွန်တော်9:30ပကံပြန်ထွက်ပါပြီမရှိစီချင်တဲ့ဒီတိုင်းပါကျွန်တော်တို့ပကံမှာပုံရင်ကျောင်းရဲ့အကူအညီနဲ့စီတစ်ခေါက်ထပ်ဖြည့်လိုက်တယ်ဗျပြီးတော့အပြင်ကိုတောက်လျှောက်မောင်းလာပြီးတော့မိုင်း200နေပြီးတော့ရောက်မှပဲစီထပ်ဖြည့်လိုက်တယ်ရန်ကုန်အေးစီစီရောက်ပါတယ်အဲ့တော့အကယ်၍များပကံကိုတွားကျင်တယ်ဆိုရင်စုံကားဆိုရင်စုံနေထွက်စုံနေပြန်မာကားဆိုရင်မာနေထွက်မာနေပြန်အခုကျွန်တော်တို့သွားသလိုစီထည့်သွားမယ်ဆိုရင်အဆင်ပြေပြေပြန်ရောက်နိုင်ပါတယ်ဗျအားလုံးကျေးဇူးပါ